လောင်းနေပတ်သက်ပြီးတော့ဒီစိုးတက်ဦးတို့ရှမ်းကိုတို့ဒီဖိုက်တာတို့နောက်တသားကြီးတို့နောက်ဝမ်နိုင်တို့တချို့ရှိပါတယ်တေွားတဲ့ရဲမှန်တို့ဟိုဆိုလို့ရှိရင်လည်းတေွားပြီးတချို့လောင်းသမားတွေပြေးဆက်ပြီးတော့တိုက်ပွဲတွေမှာကြာသွားတယ်လောင်းသမားတွေလည်းရှိတယ်ခွင်းလာမှရဲရဲဆက်ဆက်ပေါ့သူတို့ဒီ RPG နဲ့ပြစ်တယ် RPG နဲ့ပြစ်တယ်နောက်ဆက်လက်တွေနဲ့ဆွဲတယ်အဲ့ဒီမတေဘဲနဲ့ကျန်တဲ့ကလေးတွေဆိုလို့ရှိရင်ခုနှစ်လမ်းထိပ်မှာပုံထားတယ်ခုနှစ်လမ်းထိပ်မှာပုံပြီးတော့သူတို့ဟိုအလုပ်တယ်ပေါ့ဒီကားပေါ်ပြစ်တင်သွားတယ်ကျွန်တော်လည်းအဲ့ဒီဆိုချစ်လက်6လမ်းနဲ့အိမ်တေးမှာပိတ်မိစစ်တပ်ကအာဏာသိမ်းချိန်2021ခုနှစ်ဧပြီလ9ရက်နေ့ကပဲခူးတိုင်းပဲခူးမြို့မှာဆန္ဒပြလူငယ်တွေကိုစစ်သားနယ်ရဲတွေကအကြမ်းဖက်ဖြိုခွင်းလို့လူ60ထက်မနည်းသေဆုံးခဲ့ရပါတယ်။လူငယ်တွေတိစောက်ထားတဲ့တဲအိတ်ခံတပ်တွေကိုလက်နက်ကြီးတွေနဲ့တနေကုန်ပစ်ခတ်လို့အလောင်း60နီးပါးပြန်ကျဲခဲ့တဲ့ဖြစ်စဉ်မှာလဝိသမားကိုကင်တယောက်လည်းပါဝင်ခဲ့ပါတယ်။ဒီအာဏာမသိခင်တော့ကျွန်တော်က VGO ဆိုပြီးလဝိကလပ်ဖွင့်လာတယ်အဲ့ဒီလဝိကလပ်ဖွင့်လာတဲ့အတွက်ကိုကျွန်တော်ကလေးတွေကိုစိုက်ကယ်ရေဆေးကုန်ဖွင့်တယ်စိုက်ကယ်ကူရှင်တွေချုပ်တယ်နောက်ပြီးတော့စိုက်ကယ်ရောင်းဝယ်လုပ်တယ်ပေါ့နော်ပြင်းမရှောင်ကတော့ကျွန်တော်နဲ့အတူတူပေါ့ဟိုကျွန်တော်အလံပွဲထိုးလေးကြီးပွဲထိုးတဲ့အချိန်မှာတော့သူကတော့ဥစားပေါ့ကြားပွဲထိုးနေတဲ့အချိန်ပေါ့၄လပိုင်း9ရက်နေ့ပေါ့အဲ့ဒီ2021မှာသူတို့ကဒီမနက်အစောကြီးအဲ့ဒီ9နိုင်တိုးမှာသူတို့လာဖြိုခွင်းတယ်ပေါ့အဲ့လာဖြိုခွင်းတဲ့အချိန်မှာကျွန်တော်တို့တွေကလည်းအကုန်လုံးနိုးနေဒီတရင်ကလည်းဒီ10ရက်နေ့လောက်တည်းကျွန်တော်တို့ကကြိုရတယ်အဲ့ဒီမတိုင်ခင်မှာလည်းသူတို့6ရက်နေ့လောက်တည်းကသူတို့ကဒီ drone တွေနဲ့ဒီကျွန်တော်တို့အဲ့ဒီရက်ွက်ကိုပေါ့နော်အကုန်လုံးကြည့်ကြတာပေါ့ drone နဲ့သူတို့လာကြည့်တယ်9ရက်နေ့မနက်ခင်းအစောကြီးကိုသူတို့လာပြီးတော့ဖြိုခွင်းတာပဲမိမိနဲ့အတူအကြမ်းမဖက်ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့လူငယ်လေးတွေရဲ့အလောင်းတွေကိုမြဝန်းထင်ထင်မြင်တွေ့ခဲ့ရတဲ့ကိုကင်ဟာရက်ဆက်ကြမ်းကြုတ်တဲ့အာဏာရှင်ကိုတွန်းလှန်နိုင်ဖို့အတွက်မိသားစုနဲ့အတူလက်နက်ကင်လမ်းစဉ်တွေကိုဝင်ရောက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်ဒီလက်နက်ကင်တွေကိုကျွန်တော်သွားတော့မယ်လို့အဲ့လိုပြောလိုက်တော့ပေါ့နော်အဲ့လိုပြောတဲ့အချိန်ကျတော့ကလေးတွေကလည်းသူတို့လည်းလိုက်မယ်ပေါ့နော်သူတို့လည်းလိုက်မယ်ဆိုတော့တာရောသမီးရောနောက်ကျွန်တော်အတော်တယောက်ပေါ့ကျွန်တော်အတော်တယောက်ကသူက NLD ဆိုတော့သူလည်းနေလို့မရဘူးသူလည်းနေလို့မရတော့သူလည်းကျွန်တော်တို့နဲ့အတူတူလိုက်လာခဲ့လိုက်လာပြီးတော့ကျွန်တော်တို့တက်မဟာ3ဘက်ကိုထွက်ပြေးကြတာပေါ့ဒီရွှေကျင်ကြောက်ကြီးဘက်ကိုဒီကျွန်တော်မိမကတော့သူကစင်ကာပူကနေနေပြီးတော့ပြန်လိုက်လာတယ်လေခုလက်ရှိတော့လေသူလည်းတော်ထဲမှာပဲပေါ့ကျွန်တော်နဲ့အတူတူပဲရဲဘော်ပဲကိုပိုင်နံပါတ်ရတာပြီးကိုကျွန်တော်တို့ EAO ထဲမှာပေါ့ကိုကင်ရဲ့အသက်20ကျော်အရွယ်သားနဲ့သမီးဟာလည်းတိုက်ခိုက်ရေးနဲ့ဒရုန်းပညာရက်တွေကိုသင်ယူပြီးတင်နန်းနှီးပြအဖြစ်တာဝန်ထမ်းဆောင်နေတယ်လို့သိရပါတယ်ကျွန်တော်သမီးကတော့သူကအခုလက်ရှိမှာတော့သူကဟိုတင်နန်းနှီးပြပေါ့နော်တက်ချက်ကြီးပေါ့သူဆရာပြတင်နန်းတက်တော့ဒီတက်မှာ9ခုလုံးမှာကျွန်တော်သမီးကတော့တက်ရတယ်ပေါ့လေဒါကတော့အသက်22နှစ်ပေါ့သူကအခုလက်ရှိမှာသူကဟို drone တင်နန်းတက်ပြီးပေါ့အဲ့ဒီကလေးနှစ်ယောက်ကပထမတော့ဒီတက်မဟာကိုလွတ်ပေးပြီးတော့ကျွန်တော်တို့ခုဘက်ဒီ PDF စပြီးတော့စဆင်းတဲ့အပတ်စဉ်မှာလည်းသူတို့တင်နန်းတက်တယ်လေအဲ့ဆိုရမှာသူတို့တင်နန်းတက်တယ်အောင်ဆန်ရှားတို့နဲ့အတူတူပဲသူတို့တပတ်စဉ်နဲ့တက်တယ်တက်ပြီးတော့ပြန်လာပြီးတော့ဒီကလေးနှစ်ယောက်ကတောက်လျှောက်တင်နန်းပဲကွန်မန်ဒိုဆိုလဲသူတို့တက်တယ်စနိုက်ပါဆိုလဲတက်တယ်အခုတော့သူတို့ drone တက်တယ် drone တင်နန်းတက်တယ်တယောက်ကတော့အခုတင်နန်းနီးပြဖြစ်သွားပြီတယောက်ကတော့ drone ဟိုစားပေါ့ drone ဖွဲ့ထဲမှာပေါ့မြို့သိမ်းတိုက်ပွဲတွေကျေပြန့်လာချိန်မှာတော့ကိုကင်ဟာသူ့စာတိမြေပဲခူးတိုင်းအတွင်းပါဝင်တိုက်ခိုက်သွားခြင်းနဲ့ဆန္ဒရှိတယ်လို့ပြောပါတယ်ဒါပေမဲ့ဟိုလူကြီးရောတော့တင်ပြထားပါတယ်ကျွန်တော်လည်းကျွန်တော်မျိုးကျွန်တော်ပြန်တိုက်ရှင်တယ်ကျွန်တော်ဟိုဖြစ်ရင်ကျွန်တော်တို့တိုက်ရင်တွေကတော့ဌာနချုပ်ဟိုစားတက်မှာတစ်ခုတိုင်းမှာတော့ကျွန်တော်တိုက်ရင်တစ်ခုစီရှိရလေအဲ့တော့ကျွန်တော်ဒီတက်မှာ3ကိုကျွန်တော်သွားဖို့ကျွန်တော်လူကြီးကိုလည်းကျွန်တော်ပြပြထားတာရှိပါတယ်သူတို့လွတ်ရင်တော့ကျွန်တော်သွားရမှာပဲခူးမျိုးပေါ်မှာတော့ကျွန်တော်ကြားရသလောက်တော့မရှိသေးဘူးဗျဒီနယ်တွေမှာတော့ဒီတက်မှာ3နယ်မြေတို့ဒီ
ဒီညောင်လေးပင်တို့ဖြူတို့ဘက်တွေမှာတော့နေမီထိမ့်ချုပ်ထားတယ်လို့တော့ကျွန်တော်လည်းကြားတယ်ကျွန်တော်လည်းပြန်လို့မရလို့ပေါ့လေကျွန်တော်လည်းသွားချင်တာပဲအရင်ဟိုဒါပေမဲ့ကိုကလည်းဟို EA ကိုလည်းရောက်နေတဲ့အခါကျတော့ဒီ command တစ်ခုရဲ့အောက်မှာပဲကျွန်တော်နေနေရတော့သွားလို့မရဘူးဖြစ်နေတယ်ကျွန်တော်တို့ကတော့လက်ရှိကတော့ကျွန်တော်တို့ဒီ KNDO အနေနဲ့ကတော့ဒီတန်လင်းမြေရိုးတစ်လျှောက်နဲ့ဒီတောင်းရင်မြင့်ကမ်းပါပေါ့နော်နေဆက်တစ်ခွင်ကတော့ကျွန်တော်တို့ KNDO အနေနဲ့တော့ထိန်းချုပ်ထားတာရှိပါတယ်ဒီတောင်ပိုင်းတိုင်းအနေနဲ့ကတော့ လက်ဝဲဝါသနာရှင်ကိုကင်ဟာတော်လန်ရေးကြီးပြီးဆုံးသွားတဲ့အခါမှာတော့လက်ဝဲကလပ်နဲ့ထမင်းဆိုင်ဖွင့်ရင်းဘဝကိုဖျက်ဆီးသွားခြင်းတယ်လို့ပြောပါတယ်တော်လိုင်းပြီးသွားရင်တော့ဒီလက်ဝဲကလပ်လေးကတော့ကျွန်တော်ပြန်ပြီးတော့ဟိုလှုပ်ချင်တဲ့ဆန္ဒတော့ရှိတယ်နောက်ပြီးတော့ကျွန်တော်စဉ်းစားရတာတော့ဒီစေးကုန်တော့မဖွင့်တော့ဘူးကျွန်တော်ထမင်းဆိုင်ဖွင့်မလားလို့ကျွန်တော်စဉ်းစားရတာတော့ရှိတယ်လေအိမ်ကလည်းမရှိတော့ဘူးဆိုတော့အိမ်ငှားပြီးတော့ထမင်းဆိုင်လေးဖွင့်မလားလို့ထမင်းဆိုင်ဖွင့်တော့ဒီတော်လိုင်းရဲ့လူတွေကတော့ကျွန်တော်လက်ရအောင်သူတို့ကြည့်တယ်လေကျွန်တော်ကအမြဲတမ်းရောက်တဲ့နေရာထမင်းချက်နေရတာနွေဦးတော်လန်ကြီးအတွင်းမှာအသက်ကိုပါပိတ်ဆက်ခဲ့ရတဲ့လက်ဝဲပညာရှင်တွေရှိနေပြီးကြာရအခန်းကဏ္ဍကနေရေရဲတောက်ပါဝင်နေတဲ့လက်ဝဲသမားတွေကိုအတိအမှတ်ပြုပေးဖို့လက်ဝဲသမားတစ်ဖြစ်လဲရဲဘော်ကိုကင်ကတောင်းဆိုထားပါတယ်ရိုးရလက်ဝဲနဲ့ပတ်သက်ပြီးတော့ပြောချင်တာတွေပေါ့နော်ရိုးရလက်ဝဲသမားတွေဆိုလို့ရှိရင်တချို့တွေကတော်တော်ပိတ်ဆက်ထားတဲ့ကလေးတွေရှိတယ်ရိုးရလက်ဝဲနဲ့ပတ်သက်ပြီးတော့ဒီစိုးတက်ဦးတို့ရှမ်းကိုတို့ဒီဖိုက်တာတို့နောက်တတကြီးတို့နောက်19တို့တချို့ရှိပါတယ်တေဝါတဲ့ရဲမှန်တို့ဟိုဆိုလို့ရှိရင်လည်းတေဝါပြီတချို့လက်ဝဲသမားတွေပိတ်ဆက်ပြီးတော့တိုက်ပွဲတွေမှာကြာသွားတဲ့လက်ဝဲသမားတွေလည်းရှိတယ်အဲဒီအတွက်ကိုဥစားပေါ့ဟိုရိုးရလက်ဝဲသမားတွေကပြည်သူအတွက်ကိုအမြဲတမ်းစူးစမ်းပေးနေပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်